အားလုံးပဲမင်္ဂလာပါအမဆရာမင်းတွေခိုင်တပည့်ဆရာမထောင်းမောင်ဝေပေါ်တန်ရိုင်းမှဖြစ်ပါတယ်ကုမ္ပဏီမှာအလုပ်လုပ်ထားပြီးတော့ပတ်စံတွေမြုပ်နေတာပတ်စံတွေပေါ်မလာတာပတ်စံတွေချေးထားပြီးတော့ပြန်မရတာပတ်စံနဲ့ပတ်သက်ပြီးတော့အလွန်ရှားဖွေရအလွန်ခက်ခဲနေတဲ့သူတွေအိမ်တွင်းအိမ်တော်ကြီးတွေမှာအစင်မပြေနေတဲ့သူတွေကျန်းမာရေးညံ့နေတဲ့သူတွေလုပ်ငန်းတွေရက်ဆိုင်နေရတဲ့သူတွေအမှုခင်းနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေအဝေးရောက်မိသားစုနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံတွေ့နေရတဲ့သူတွေအားလုံးအတွက်လွယ်ကူထိရောက်တဲ့ရေရာလေးကိုပြောပြပေးမှာဖြစ်ပါတယ်။မိမိရဲ့မွေးနေ့မနက်စောစောမှာဖျားဖွင့်တဲ့ဘော်ဒီညောင်ပင်မှာအချီကျိုးနဲ့ညောင်ပင်ကိုကိုယ်ပတ်ပတ်ရမှာဖြစ်ပါတယ်။နွားတို့အစိမ်းကိုကွက်နဲ့ညောင်ပင်ရဲ့ပေစီချင်းကိုဖြည်းဖြည်းချင်းလောင်းပြီးတော့မိမိတို့ရဲ့ကိစ္စအခက်ခဲလိုက်လေးလေးနက်နက်ဆူတောင်းမှုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ဒီလိုပြုလုပ်မယ်ဆိုတော့မိမိတို့ရဲ့ကိစ္စအခက်ခဲတွေဟာ9ရက်အတွင်းမှာအဆင်ပြေအောင်မြင်သွားမှာပဲဖြစ်ပါတယ်။2025ခုနှစ်မှာ9ရက်သားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။